ကျွန်တော်ဒီတစ်ခါမှာကိုလေးဖြည့်ရဲ့တန်ရောင်းစင်ဆိုတဲ့ချင်း intro melody လေးကိုဂီတာမှာ redden နဲ့ chord နဲ့တွဲပြီးတော့ဘယ်လိုမျိုးတီးရမလဲဆိုတာ lesson လေးလုပ်ပေးချင်ပါတယ်။တချင်းက key B ဖြစ်ပါတယ်။ကျွန်တော်တို့အဲ့ဒါကို B နဲ့တီးမယ်ဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့နော်။အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကပ်ပေါ်နံပါတ်4အကွက်မှာညှပ်ပြီးတော့ G position နဲ့တီးမယ်။ဒါဆိုလို့ရှိရင် key B G position ရပြီပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ B ရှိတယ်။အဲ့တော့ကြောင့်မလို့ကျွန်တော် G shape နဲ့ကင်လို့ရတယ်ပေါ့နော်ကျွန်တော်ကပ်ပေါ်မပါဘဲနဲ့ရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်ဒါ B ပေါ့နော်ဒီမှာ B ရှိမယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ဒီလိုပုံစံယူလိုက်တယ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်လည်း B ပဲပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့ကဒီနံပါတ်4အကွက်မှာကပ်ပေါ်ညှပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက် key B G position ရပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးလက်ခတ်လေးကိုလေ့လာကြည့်မယ်လက်ခတ်ကကြတော့အဲ့လိုပုံစံပါနော်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုတွက်မလဲဆိုလို့ရှိရင် down down up up down up တစ်ခါပြန်ကြည့်ကြမယ် down down up up down up အဲ့လိုပါနော်အဲ့ဒါကိုတိုင်ပင်နဲ့တွက်မယ်ဆိုလို့ရှိရင်1 2 and 3 and 4 and ကျွန်တော်1မှာတစ်ချက်ချမယ်ပြီးလို့ရှိရင်2မှာလည်းတစ်ချက်ချမယ်ပြီးလို့ရှိရင်2ရဲ့ and မှာလည်းပါမယ်1 2 and 3မှာကြတော့ကျွန်တော်မတီးဘူးเนาะ1 2 and 3မှာကျွန်တော်အလွတ်ထားမယ်3ရဲ့ and မှာကျွန်တော် up ကိုတစ်ချက်ပြန်တီးမယ်ဒါဆိုရင်1 2 and 3 and 4 and ကျွန်တော်4 and မှာကြတော့ down လည်းပါမယ် up လည်းပါမယ်4မှာလည်းတီးမယ် and မှာလည်းတီးမယ်အဲ့ဒီဘောပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်1 2 and 3 and 4 and down down up up down up အဲ့လိုပုံစံသွားမယ်ပေါ့နော်ဒါပေမဲ့အယူဆအောင်ဒီထက်ပိုပြီးတော့ရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တပားမှာ၄ beat ရှိတယ်ပေါ့နော်၄ beat ဆိုတော့ကျွန်တော်တို့1 2 3 4အဲ့လိုမျိုးသွားတာကိုတပားလို့ခေါ်တယ်ပြီးရင်1 2 3 4အဲ့လိုပြန်သွားရပါတော့1နေပြန်စရမယ်ဆိုတော့အဲ့မှာကျွန်တော်1တစ်ချက်ချပြီးရင်2ကိုတွားဖို့အတွက်ကျွန်တော်ပြန်ပင့်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအပင့်ကို and လို့သတ်မှတ်တယ်အဲဆိုရင်1 and 2 and 3 and 4 and အဲ့လိုတွားတယ်ပေါ့နော်ဆိုတော့အခုလက်ခတ်ရဆိုလို့ရှိရင်1မှာတစ်ချက်ချတယ်ပြီးလို့ရှိရင် and မှာမပါဘူးပေါ့နော်ပြီးလို့ရှိရင်2မှာချတယ် and မှာပါတယ်အဲဆိုရင်1 2 and ပြီးတော့3မှာကျွန်တော်တစ်ချက်ပြန်ချတယ်ဒါပေမဲ့လက်ခတ်ကကြတော့3ချတဲ့အချိန်မှာမတီးရဘူးအဲ့တော့1 2 and 3မှာမတီးဘူး3ရဲ့ and မှာပြန်တီးတယ်အပင့်တီးရပေါ့နော်1 2 and 3 and 4 and 4မှာလည်းတီးတယ်ပြီးလို့ရှိရင်4ရဲ့ and မှာလည်းတီးတယ် down up ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဂီတာနဲ့ပြန်တီးမှဆိုလို့ရှိရင်1 2 and 3 and 4 and အဲ့လိုဖြစ်သွားမယ်ကောနဲ့ဆိုရင်အဲ့လိုပုံစံလေးပေါ့နော်1 2 and 3 and 4 and 1 2 and 3 and 4 and အဲ့လိုဖြစ်သွားမယ်နော်ဒါဆိုလို့ရှိရင်လက်ခတ်လေးရမယ်နော်ကျွန်တော်လက်ခတ်ကိုကြည်ကြည်နဲ့တီးနိုင်ဖို့ကြတော့လေ့ကျင့်ဖို့လိုအပ်ပါတယ်တကယ်လို့ကိုကဒီလက်ခတ်ကိုမတီးတတ်တယ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောသလိုပဲဖြည်းဖြည်းချင်းစီလေ့ကျင့်ကြည့်ပေါ့နော် down down up up down up အဲ့ဒါကိုတိုင်ပင်နဲ့1 2 and 3 and 4 and အခုလိုပဲဒီလက်ခတ်မရသေးတဲ့အချိန်မကျွမ်းကျင်နေတဲ့အချိန်မှာကော့ကိုမကင်နေဘဲနဲ့အရင်ဆုံးဒီညာဖက်လက်ကိုရင်းနှီးအောင်လေ့ကျင့်ကြည့်ပေါ့နော်ပြီးတော့ကြာမှကော့တင်နဲ့ပြန်ပြီးတော့လေ့ကျင့်ကြည့်ပါကျွန်တော်လက်ခတ်ရပြီဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ကော့နဲ့ melody နဲ့တွဲပြီးတော့တီးမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကော့ကိုအရင်ဆုံးတီးဖို့လိုအပ်တယ်တချင်းရဲ့ intro chord တွေကကြတော့ G ပြီးလို့ရှိရင် D ပြီးတဲ့အခါမှာ A minor ပြီးရင် C အဲ့ဒါနှစ်ခေါက်တီးရပါတော့ဆိုတော့ကျွန်တော် melody မထည့်နေဘဲနဲ့ chord ပဲအရင်ဆုံးတီးချင်မယ်
ဒါလေးပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကော့ရပြီပေါ့နော်အဲ့ဒီမှာကျွန်တော်ကော့ထဲမှာ melody ထည့်တီးဖို့ဆိုလို့ရှိရင်ကျွန်တော်အခုက G နဲ့တီးနေတာပေါ့နော်အဲ့တော့ကျွန်တော်ဒီ G shape ထဲမှာရှိတဲ့ do re mi fa ကိုတီးဖို့လိုအပ်မယ်အဲ့ဒါလေးတီးထားရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ melody အသွားလာကိုဒီ chord ထဲမှာနားလဲမယ်ပေါ့နော်ကျွန်တော်အဲ့အရာပြီဆိုလို့ရှိရင်သူ့ရဲ့ melody ကဒီလိုပုံစံလေးပေါ့နော်ဒါလေးပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဒီ chord ထဲမှာထည့်တီးမယ်အရင်ဆုံး knit ကြို open string ပေါ့နော်အဲ့ဒါ mi နှုတ်ပေါ့နော် mi ပြီးလို့ရှင်ဒါ so ပြီးရင်ဒါ re mi so re ပေါ့နော်ပြီးတဲ့အခါမှာဒါ mi fa ပြီးရင် so fa mi re ပြီးရင်ဒါ t ပေါ့နော်ဆိုတော့အဲ့ဒါကို chord ထဲမှာထည့်တီးမယ်ဆိုတော့ကျွန်တော် G ကိုအရင်ဆုံးကင်ရမယ်အဲ့ဒီမှာမီနှုတ်ကိုပါဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ G ကိုတလို့ပုံစံကင်လို့မရတော့ဘူးပေါ့နော်ကျွန်တော်နှစ်ကြိုလွတ်ထားမှရမယ်အဲ့ဒါမှတလို့ဖြစ်သွားမယ်ဆိုတော့တလို့မျိုး melody နဲ့ rhythm နဲ့တွဲတီးမယ်ဆိုလို့ရှိရင် chord ကိုကျွန်တော်တို့အတိအကျကင်လို့မရဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်လက်ခတ်ကိုလည်းစောစောလေးချင်းခဲ့တယ်လို့မျိုးအချက်ရအတိအကျနဲ့တီးလို့မရဘူးပေါ့နော်ကျွန်တော်ဒီလိုတိုးပို့ short ပုံစံလေးတီးဖို့လိုအပ်တယ်ကျွန်တော်ဒါကိုစောစောလေးချင်းခဲ့တဲ့လက်ခတ်နဲ့ပဲအတိအကျတီးမယ်ဆိုလို့ရှိရင်ဒီလိုပုံစံဖြစ်သွားမယ်အဲ့လိုမျိုးဖြစ်သွားမယ်နော်အဲ့တိုင်းတီးတာပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော် melody နားထောင်ရတော့နည်းနည်းအဆင်မပြေဖြစ်သွားမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မူရင်းမှာကျတော့အဲ့တိုင်းသွားရပေါ့နော် notes ကတစ်ချက်စီပဲကျွန်တော်လက်ခတ်ကိုစောစောလေးချင်းထားတဲ့အတိုင်းအတိအကျတီးမယ်ဆိုလို့ရှိရင်အဲ့လိုတီးနေတာဖြစ်တဲ့တော့ကျွန်တော်ဒီ mi notes ကိုကျွန်တော်တောက်လျှောက်တီးနေရတယ်ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်သွားမယ်အဲ့ဒါဆိုရင်နားထောင်ရတာနည်းနည်းအဆင်မပြေဘူးပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့လိုပုံစံဖြစ်အောင်တီးဖို့ဆိုလို့ရှိရင်ကျွန်တော်လက်ခတ်ကိုတချို့အချက်လေးတွေရှော့လိုက်ရမယ်ဒီလိုပုံစံဖြစ်သွားမယ်အဲ့လိုပေါ့နော်ကျွန်တော်ဒီ1 2 and ဆိုပြီးတော့အရှိမကျင့်ခဲ့တယ်ဒါပေမဲ့ဒီမှာကျတော့1 2မှာလည်းကျွန်တော်မတီးဘူး and မှာပဲပြန်တီးတယ် and နဲ့အပင့်မှာတီးရပါတော့အဲ့ဆိုရင်အဲ့လိုဖြစ်သွားမယ်ဒီမှာကျွန်တော် down နဲ့ down ယူလိုက်တယ်ပြီးရင်အဲ့ပုံစံမှာเนาะကျွန်တော်အဲ့အယူဆတိုင်းမဆက်သွားတယ်အခုလိုပုံစံလေးတီးမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ melody ရော rhythm ရောနားထောင်ရတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့လိုတီးဖို့ကြတော့ကျွန်တော်ဒီညာဖက်လက်ကိုတချို့အချက်လေးတွေရှော့ပြီးတော့အလိုက်ထိုင်လေးပြန်ပြောင်းတီးဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ဒီ intro တီးမယ်ဆိုလို့ရှိရင်အရင်ဆုံးတီးရမယ့်အလုံးလေးရတာလေးပေါ့နော်အဲ့ဒါကြတော့ကျွန်တော်ဒီလေချို open string ကိုတီးလိုက်မယ်ပြီးလို့ရှိရင် hammer မယ်ပေါ့နော်ဆိုတော့ cap 1နဲ့တွက်မယ်ဆိုရင်ဒါနံပါတ်1အကွက်ပေါ့နော်ပြီးလို့ရှိရင်3ချို open string ပြီးလို့ရှိရင်ကျွန်တော် rhythm နဲ့ဝင်အောင်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ melody ကိုပေါ်အောင်တီးမယ်ဆိုရင်အရင်ဆုံးနှစ်ချိုအတန်ယူမယ်ပြီးရင်ဒီအလောင်းထောက်မယ်အဲ့ဆိုရင်အဲ့လိုလေးဖြစ်မယ်နော်ပြီးလို့ရှိရင်ပြီးရင် re ပေါ့နော်ကျွန်တော် re မှာဒီကော့ကိုရောက်သွားမယ်ကျွန်တော်ဒီကိုအပြည့်ကင်လိုက်မယ်ဆိုလို့ရှိရင်ဒီတစ်ကြိုးတန်နဲ့နှစ်ကြိုးတန်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ဒီ9လေးတောင်းဒီအတန်ပဲယူလုံလောက်တယ်ပေါ့နော်ဒါလေးပဲပေါ့နော်ပြီးတော့
ဒီနှစ်ကြိုးကြတော့မြူလိုက်မယ်အဲ့လိုပုံစံလေးပါနော်ပြီးဒါမီဖာပါနော်ဆိုတော့အဲ့မီဖာပြီး A minor ကောက်ကိုတွားရမယ်အဲ့တော့ကြောင့်တခါတည်းကျွန်တော်လက်ခတ်တယ်မှာတခါတည်းဒီနှစ်ကြိုး open string ကိုပါအောင်တီးလိုက်မယ်ပြီးရင်ကျွန်တော် A minor 7မှာနော်ဒါ A minor 7ကိုင်မှာဆိုရင်3ချိုးလွတ်ထားရတယ်ကျွန်တော် C ကိုဒီလိုကိုင်လိုက်တဲ့သဘောပေါ့နော် A minor ဆိုရင်ဒီတိုင်း A minor 7ဆိုရင်ဒါပေါ့နော်ဆိုတော့ဒီမှာ A minor အပြည့်ကိုင်လိုက်ရတာเนาะပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော် A minor 7ဆိုရင်တော့နည်းနည်းပို့ပြီးတော့နားထောင်ရတာအဆင်ပြေတယ်ပေါ့နော်အဲဆိုရင်ပြီးလို့ရှိရင်ဆိုပြန်လာတယ်ပြီးကျွန်တော်ဒီမှာ A minor ပြီးရင် C သွားတယ်เนาะဒါပေမဲ့ကျွန်တော် C ကိုဒီလိုပုံစံနဲ့ကိုင်မယ်ဆိုရင်နောက်ဆက်တွဲအလုံးဝနည်းနည်းကိုင်ရခက်တယ်အဲ့တော့ကြောင့်ကျွန်တော် C ကိုဒီလိုပုံစံလေးယူလိုက်မယ်ဆိုတော့ကျွန်တော် C ကောက်မှာတခါတည်း T ပေါ့နော်ဒါ T ကိုကျွန်တော်ဒီနောက်မှာလာကိုင်မယ်အဲဆိုရင်အဲ့လိုဖြစ်တော့မယ်ကျွန်တော်ဒီညာဖက်လက်ကိုဒီစီနားမှာတီးလို့ရှိရင်ကျွန်တော်ဒီဆော့ဆော့လေးချင်းခဲ့တဲ့လက်ခတ်လိုမျိုးပဲအဲ့ဒီတိုင်မင်းနဲ့တွားလိုက်ရတယ်ဒါပေမဲ့အဲ့လိုမျိုးနည်းနည်းလေးခတ်သွားမယ်နော်ပြီးလို့ရှိရင်ဒီ return ရဲ့ပုံစံလေးလည်းပြတ်သွားမယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါလေးကိုမပြတ်သွားအောင်လို့သူဒီတန်ပိုလေးကိုမပြတ်သွားအောင်ပေါ့နော်ဒီညာဖက်လက်ကို down နေနဲ့တီးလိုက်မယ်အဲ့ဆိုရင်အဲ့လိုပုံစံလေးပေါ့နော်ကျွန်တော်ဒီ down ကိုကျွန်တော်ဖွားလေးနဲ့အဲ့လိုပုံစံလေးပေါ့နော်ပြီးရင်နောက်တစ်ခေါက်ပြန်စတော့မယ်ဆိုတော့ဒီလိုမျိုးပုံစံ return နဲ့ဒီ melody နဲ့တွဲပြီးတော့လက်ခတ်ကိုလည်းအလိုက်ထိုက်နေပြန်ပြောင်းတီးဖို့ဆိုတာကြတော့ return guitar ကိုကျွမ်းကျွမ်းချင်းတီးတတ်ထားဖို့လိုအပ်တယ်လို့ကျွန်တော်ဒီ link နဲ့ပတ်သက်တဲ့ဟာကိုလည်းအခြေခံသဘောတရားလောက်တီးထားဖို့လိုအပ်ပါတယ်တကယ်လို့ကိုကဂီတာကိုကျွမ်းကျွမ်းချင်းမတီးတတ်တယ်လို့ဆိုလို့ရှိရင်တော့အခုလိုမျိုးပုံစံတွေတီးမယ်ဆိုလို့ရှိရင်ကျွန်တော်လိုအပ်တာထက်ပိုပြီးတော့အားစိုက်ပြီးတော့လေ့ကျင့်ရမယ်ကျွန်တော်ဒီအထူးသဖြင့်ဒီညာဘက်လက်ကနည်းနည်းခတ်နေမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတချို့ဒီ melody အရာအလိုက်ထိုက်ပြောင်းလိုက်ရတဲ့လက်ခတ်ပုံစံတွေကိုအတိအကျလိုက်မှတ်ပြီးတော့တီးရမှာပေါ့နော်အဲ့တော့ကြောင့်မလို့ဂီတာကျွမ်းကျွမ်းချင်းမတီးတတ်တယ်လို့ဆိုလို့ရှိရင်တော့ဒီလိုမျိုးပုံစံတွေတီးရတာပို့ပြီးတော့အခက်အခဲရှိပါလိမ့်မယ်တကယ်လို့ဒီလိုမျိုးပုံစံတွေတီးချင်တယ်ဒီလိုမျိုးတွေကိုယ့်ကိုလည်းတခြားတစ်ချင်းတွေကိုလည်းဒီလိုပုံစံပြန်ပြီးတော့တီးချင်တယ်ဆိုလို့ရှိရင်တော့အရင်ဆုံး return guitar ကိုကျွမ်းကျင်အောင်လေ့ကျင့်ပါပြီးလို့ရှိရင် basically နဲ့ပတ်သက်တဲ့ဒီအခြေခံသဘောတရား do re mi fa ပေါ့နော်ဒါတွေကိုလည်းတီးထားဖို့လိုအပ်ပါတယ်အဲ့ဒါတွေတီးထားပြီးတော့ return လည်းကောင်းကောင်းတီးတတ်ပြီဆိုလို့ရှိရင်ကျွန်တော်တခြားတစ်ချင်းတွေကိုလည်းအခုလိုပုံစံတိုင်းတီးဖို့လွယ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ဒါလေးကိုတစ်ခေါက်ဖြည်းဖြည်းလေးပြန်တီးကြည့်မယ်ဒါဆိုလို့ရှိရင်တချင်နဲ့ဝင်သွားပြီပေါ့နော်တချင်ကတော့ကျွန်တော်စောစောပြောခဲ့တဲ့လက်ခတ်အတိုင်းအတိအကျဆက်ပြီးတော့တွားလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီ intro လေးကို return နဲ့ melody နဲ့တွဲပြီးတော့တီးလို့ရပြီပေါ့နော်ဆိုတော့ဒါလေးကိုဖြည်းဖြည်းချင်းလေးကျင့်ကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်